နီရဲနေတဲ့သွေးရောင်မျက်လုံးတွေနဲ့အဲ့ဒီဗီဇပြောင်းလဲနေတဲ့တိုင်ဒီခွေးကြီးကကြောက်ရွံ့ချင်းကိုတေချာစူးစိုက်ကြည့်နေပြီးခေါင်းငုံလိုက်တဲ့အဲ့ဒီအချိန်မှာပဲတိုက်ရိုက်ထုတ်လွှင့်မှုရဲ့စာတန်းတွေကယူတမတက်အရှိန်ဟုန်နဲ့တက်လာခဲ့တဲ့ကဲကြပါဦးခန့်ရွှေကဘာလို့တယောက်တည်းထွက်ပြေးသွားတာလဲခုနကတင်ပဲသူ့ကိုချစ်ပါတယ်ဆိုပြီးအခုကျတော့ပစ်ထားခဲ့ပြီးသွားပြီးသူတော့အသက်ပြောက်တော့မှာပဲရဲ့အယောင်တွေဟာတဖြည်းဖြည်းမိန်ဖြော့သွားပြီးနေရာမှာပြင်းထန်တဲ့မကျေနပ်ချက်နဲ့နာကြီးမှုတွေအစားထိုးဝင်ရောက်လာခဲ့တဲ့အဲ့ဒီမိစ္ဆာကောင်ကြီးရှေ့ကိုခုံအုံးမဲ့ခါမှတင်ပဲသူမရဲ့ခါဘေးနားကသွေးရောင်ကျဲပီတိုမန်တက်တူကနေထူးဆန်းဆန်းပြတဲ့သွေးရောင်လင်းနှန်းတွေဖျားထွက်လာခဲ့တဲ့စိတ်ကူးရင်ဆန်တဲ့ပီတိုမန်ပွင့်ဖက်တွေဟာသူမရဲ့ခြေပွားအောက်ကနေတိတ်တဆိတ်ဖူးပွင့်လာပြီးလေထုထဲမှာအေးဆက်ပြီးချုံမြိန်တဲ့ပန်းရနံ့တွေပြန့်လွင့်သွားခဲ့တဲ့ဗီဇပြောင်းလဲနေတဲ့တိုင်ဒီခွေးကြီးကရုတ်တရက်လှုပ်ရှားမှုရပ်တန့်သွားတယ်သူဟာအလွန်အန္တရာယ်များတဲ့အငွေ့သက်တစ်ခုခုကိုရလိုက်တယ်လို့မျိုးသွေးရောင်မျက်လုံးတွေထဲမှာကြောက်ရွံ့လုံမှုတွေပေါ်လာခဲ့တဲ့ကြောက်ရွံ့ချင်းကခေါင်းကိုဖြည်းဖြည်းချင်းမောလိုက်တဲ့အခါသူမရဲ့မျက်လုံးအိမ်နက်ထဲမှာသွေးနီအောင်ပီတုံးပန်းကင်းကြီးအရေးထင်နေပြီးဖော်မပြတတ်တဲ့ရှုပ်ဝက်ကြံစီမှုအပြုံးတစ်ခုပေါ်လာခဲ့ရပါဖြစ်လို့မင်းမငါ့ကိုပစ်ထားခဲ့ရတာလဲသူမရေရွတ်ပြီးနောက်ကိုလဲကြည့်လိုက်တဲ့အခါကြောက်ရွံ့ချင်းရဲ့အောက်ကပီတုံးပန်းတွေကတိတ်တဆိတ်ပွင့်လာပြီးဗီဇပြောင်းတိုင်းဒီခွေးကြီးကိုအမိအယရစ်ပတ်တုံးအောင်လိုက်တဲ့ခုနကတင်ရက်ဆက်ကြမ်းကြုတ်နေတဲ့မိစ္ဆာကောင်ဟာအခုတော့မရဲတွင်းနဲ့ရောက်သွားတယ်လို့မျိုးမြေပြင်ပေါ်မှာဝက်ဆင်းပြီးတုံရင်ဖြစ်နေခဲ့ရတဲ့ကြောက်ရွံ့ချင်းတဖြည်းဖြည်းမတ်တက်ရက်လိုက်တဲ့အခါထိကြိုက်တန်ရာရထားတဲ့သွေးရောင်မှန်ပွင့်တက်တူးကခနာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးဖြူဖြော့နေတဲ့မျက်နှာပေါ်မှာအနိုင်ရသူရဲ့အပြုံးတစ်ခုပေါ်လာခဲ့တဲ့ဒီမြင်ကွင်းကြောင့်တိုက်ရိုက်ထုတ်လွှင့်မှုဟာလုံးဝပောက်ကွဲထွက်သွားခဲ့တဲ့ဝိုးသူစွမ်းအားနိုးထလာပြီးသူ့ကိုယ်မှာပန်းတွေပွင့်လာပြီးဒါပါစွမ်းအားကြီးလဲတကယ်ကိုထူးဆန်းလုံးနဲ့နောက်ထပ်စက္ကန့်ပိုင်းမှာပဲဖန်သားပြင်ကရုတ်တရက်မောင်းတိကျသွားပြီးတိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်သွားခဲ့တဲ့ကျွန်တော်ဟာမိမောင်နေရဲ့ဖုံးမျက်နှာပြင်ကိုကြည့်ပြီးနှုတ်ခမ်းထောင်းကနေအေးဆက်ဆက်ပြုံးလိုက်တဲ့ဝန်ချွန်ရဲ့ပီတုံးပန်းပန်းပွင့်တဲ့လမ်းဟာအပိုင်ပုံဖြစ်ပြီးပြန်လန်းမရှိဘူးကြောက်ရွံ့ချင်းဒီတသက်တော့မင်းအတွက်တင်တော်တဲ့ညီကုန်းကိုမင်းကိုယ်တိုင်ရွေးချယ်လိုက်တာပဲတစ်ဖက်မှာလဲတောင်တန်းတွေပေါ်ကနတ်ဖျားအင်အားစုတွေဟာရုံရင်ဆန်ခတ်ဖြစ်နေခဲ့တဲ့ဆူရှောင်းတောက်ကစောင့်ကြည့်ခင်များမျက်နှာပြင်ပေါ်ကမြို့ပြမြင်ကွင်းတွေကိုကြည့်ပြီးအတန်တွေတုံရင်နေရှာတဲ့အပြင်ကိုမကြည့်နဲ့စိတ်ကိုတည်ငြိမ်အောင်ထားကျွန်တော်ခနာကိုယ်ချက်ချင်းလှည့်ပြီးအော်ဟစ်လိုက်တဲ့နီးရဲတဲ့လာမင်းရဲ့စွမ်းအင်တွေဟာပွက်ပွက်ဆူနေတဲ့ချော်ရည်တွေလိုသူတို့ရဲ့ခနာကိုယ်ထဲကိုယူသွစွာစီးဝင်သွားခဲ့တဲ့ဆူရှောင်းတောက်ရဲ့ဘက်လက်မောင်အပေါ်ကနကြားနားစာတတူးကနေကောင်းကင်ရံအထိတောက်လောင်မဲ့မီးတောက်တွေပောက်ကွဲထွက်လာပြီးညာဘက်လက်မောင်းကအာလန်ရှင်းကျွေးနတ်ဖျားရဲ့တတိယမြောက်မျက်လုံးကရုတ်တရက်ပွက်လာသလိုမျိုးကျဲတာယာလင်းနှန်းတွေဖျားထွက်လာခဲ့တဲ့ကျက်ရှင်ရဲ့ကြောပြင်ပေါ်ကကျူးချဲရွှေနုတက်တူးဟာလည်းကောင်းကင်အနက်နက်မိမဲ့တောင်ပန်တွေဖြစ်ပြောင်းလဲပြီးသူမကိုလေထဲမှာဆွဲပင်ထားခဲ့တဲ့မူလကအေးဆက်ဆက်နိုင်လာတဲ့သူမရဲ့အရှိန်ဝါဟာအခုတော့မိသူများမလေးမစားမလုံးဝန်းနဲ့မြင့်မြတ်တဲ့အသွင်ကိုဆောင်းသွားခဲ့ပြီးသူတို့ရဲ့စွမ်းအားတွေနိုးထလာခဲ့ကြပြီးဒါပေမဲ့ကျွန်တော်ခံယူရတဲ့နီးရဲတဲ့လာမင်းရဲ့စွမ်းအင်ဟာသူတို့ထက်ဆယ်ဆတရားမှကပိုများပြားတယ်ကျွန်တော်ကိုပေါ်ကအပေါ်အင်ဂျီကိုဆွဲဖြဲပစ်လိုက်တဲ့ရင်ဘတ်ပေါ်ကပန်ကူနှဆိုင်နဲ့ရှေးဟောင်းတက်တူးကနေရွှေရောင်မေးဆက်အလင်းနှန်းတွေရုတ်တရက်တောက်ပလာခဲ့တဲ့တမိုင်းဦးမတိုင်မီကလေးကတီရှိခဲ့တဲ့ရှေးဟောင်းနဲ့ဖျားတပါးလိုမြေပြင်ထုကြီးကိုဖိနှိပ်နိုင်တဲ့လုံးဝကုန်အင်အားကြီးတစ်ခုဟာကျွန်တော်ကိုအဟိုပြုတ်ပြီးပောက်ကွဲထွက်လာခဲ့တဲ့စက်တိုက်ဆိုသလိုပဲကျွန်တော်ရဲ့ကြောပြင်ကနေအရေပြားတွေဆုတ်ဖြဲခံရတယ်လို့မျိုးပြင်းထန်တဲ့နာကျင်မှုကြီးပေါ်လာပြီးငကားကိုကောင်ရဲ့နှဆိုင်နဲ့ဟင်းဟောက်တန်ကြီးကခံတက်ရဲ့အတွင်းပိုင်းထိပဲ့တင်ထက်သွားခဲ့တဲ့ကြောပြင်ပေါ်ကငကားကိုကောင်ဆွဲယူလာတဲ့အလောင်းတလားတက်တူးဟာငကားဦးကောင်းတွေကိုရှေ့ထုတ်ပြီးပေါ်ထွက်လာခဲ့တဲ့ကြီးမားလာတဲ့ငကားကြေးကွန်တွေကအေးဆက်ပြီးကြောက်မက်ဖွယ်ကောင်းလာသလိုသွေးရောင်နေတဲ့ငကားမျက်လုံးတွေကလည်းတပြိုင်နက်တည်းပွင့်လာခဲ့တဲ့သူတို့ဟာရှေးဟောင်းအနက်ရောင်လောင်းတလားကြီးကိုဆွဲယူပြီးကျွန်တော်ရဲ့နောက်ကျောမှာဝဲပြန်နေကြတဲ့အလောင်းတလားပေါ်ကသွေးရောင်တန်ကြိုးတွေဟာတင်းကျပ်လာပြီးဖော်ပြလို့မရနိုင်တဲ့ဖိအားကြီးကမြေအောက်ခံတက်တစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့တဲ့ဆူရှောင်းတောက်ရဲ့မျက်နှာဖြူဖြော့သွားပြီးခြေလန်းနှဲငယ်နောက်ဆုတ်သွားခဲ့ရတယ်လို့ကျက်ရှင်ရဲ့ကြောပြင်ကကျူးချက်ရွှေနူရဲ့နတ်ဖျားရဲ့ပုံတန်ထန်ဟာလည်းမတိစိတ်ရဲ့ချင်းချောက်မှုကိုခံစားလိုက်ရတယ်လို့မျိုးအနှဲငယ်တုံရင်သွားခဲ့တဲ့ကျွန်တော်ရဲ့ဗဘက်ခြေတောက်ပေါ်ကတုံးဟွန်ထိုင်ဤတတူးကနေနေမင်းကြီးရဲ့မိတောက်တွေတောက်လောင်လာပြီးကဘာမြေကိုပြာချနိုင်မဲ့အရှိန်ဝါမျိုးပေးစွမ်းနေတယ်လို့ညာဘက်ခြေတောက်ပေါ်ကမြောင်မင်းစုံဦးခုံတတူးကနေလဲကောင်းကင်အထိလွှမ်းမိုးမဲ့တိုက်ခိုက်လို့စိတ်တွေအရှိန်ဟုန်နဲ့တက်လာခဲ့တယ်ဘလို့မှဖျက်ဆီးလို့မရတဲ့ထိတ်တန်းတဲ့ဖျားကြီးလေးပါးရဲ့စွမ်းအားတွေဟာဒီချိန်မှာတင်တပြိုင်နက်တည်းနိုးထလာခဲ့ကြတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဟာသူတို့ကြားထဲကအားပြိုင်မှာဥတွေကိုချက်ချင်းပဲအတင်းအကျပ်ဖိနှိပ်လိုက်တဲ့ဒီထိတ်တန်းစွမ်းအားကြီးလေးခုဟာပြင်းထန်လုံးတာကြောင့်အခုအချိန်မှာကျွန်တော်အနေနဲ့အရင်းနှီးမရှိပဲအားလုံးကိုတပြိုင်နက်တည်းမသုံးနိုင်သေးဘူးပန်ကူကခွန်အားကိုအဓိကပေးတဲ့ငကားကိုကောင်ကဖိနှိပ်ချုပ်ချယ်မှုနဲ့ဝက်ဖုံးမှုကိုပေးတဲ့တုံးဟန်ကမိတောက်ကိုပေးပြီးမြောင်မင်းကတော့တိုက်ခိုက်ရေးခန္ဓာကိုယ်ကိုပေးစွမ်းတာဖြစ်တဲ့စောင့်ကြည့်ကင်မရာထဲမှာတော့တောင်တန်းတွေရဲ့ကဗီဇပြောင်းလဲနေတဲ့တောဝက်တွေနဲ့ဝမ်ပူတွေဟာလူသားတွေရဲ့အနံ့ကိုခံမိပြီးတခါမှတ်ကြီးကိုယူသွတ်စွာလာရောက်တိုက်ခိုက်နေကြတယ်အကိုလီတောင်ပေါ်ကတားရဲတွေဗီဇပြောင်းကုန်ပြီးဆူရှောင်းတောက်ဟာအာလန်ရှင်းကျွင်းနတ်ဖျားရဲ့စွမ်းအားနဲ့ဖန်တီးထားတဲ့လန်ရှည်ကြီးကိုကိုင်းဆောင်ထားပြီးမျက်လုံးထဲမှာတိုက်ခိုက်လို့စိတ်တွေတောက်လောင်နေခဲ့တယ်ကျွန်တော်ကတော့လေဘင်းကိုတစ်ချက်လှည့်လိုက်ရအယိုးတွေစီကနေမိုးကြိုးပစ်တန်လိုမျိုးအတန်တွေမြည်ဟဲသွားခဲ့တယ်အပြင်ထွက်ပြီးခြေလက်တွေလှုပ်ရှားရအောင်ငါ့ကိုပြတ်စမ်းပါဦးဒီကဘာပြက်ကက်ရဲ့ဗီဇပြောင်းသားရဲတွေကငါတို့ရဲ့လက်တဲ့ဆန်းစရာဖြစ်ဖို့အရေးချင်းပြည့်မီရဲ့လားဆိုတာခံတက်ရဲ့အပြင်ဘက်မှာတော့မောင်မီတဲ့မြူကိုးတွေလွှမ်းမိုးနေပြီးဗီဇပြောင်းသားရဲတွေကတိုက်တင်နီယန်တက်တူတိုင်းကိုအပြင်းထန်ဝင်တိုက်နေကြတဲ့အရှိဆုံးကဥဆောင်လာတာကတော့အလျား3မီတာကျော်ရှိပြီးခနာကိုယ်တစ်ခုလုံးအနက်ရောင်ကြေးကွန်တွေနဲ့ဖုံးလွှမ်းနေတဲ့ဗီဇပြောင်းတောဝက်ဖရင်ကြီးပဲဖြစ်တယ်သူဝင်တိုက်လိုက်တိုင်းကဘာမြေကြီးဟာအနှဲငယ်တုံခါသွားခဲ့ရတဲ့ခံတက်ရဲ့ဘေးတကာဖြည်းဖြည်းချင်းပွင့်လာပြီးကျွန်တော်ဟာအင်ဂျီပလာကိုတဲနဲ့ဆူရှောင်းတောက်ကျက်ရှင်ကြီးတို့ကိုခေါ်ဆောင်ကအပြင်ကိုချအီလန်းကျဲကျဲနဲ့ထွက်လာခဲ့တဲ့လက်ဆက်တဲ့အသားစိမ့်နှံကိုရလိုက်တာနဲ့ဗီဇပြောင်းသားရဲ့အုပ်ကြီးဟာတိုက်ခိုက်နေတာကိုချက်ချင်းရက်ပြီးခေါင်းတွေကိုတပြိုင်နက်တည်းလှည့်လာကြတဲ့သွေးရောင်မျက်လုံးတွေနဲ့ကျွန်တော်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာကြတော့တဲ့အကိုလီတတိထားတာကအဆင့်တက်ထို့ထိတ်တားရဲကြီးပဲဆူရှောင်းတောက်ကစိုးရိမ်တကြီးရှေ့တက်ဖို့လှုပ်တယ်နောက်ဆုံးနေစမ်းကျွန်တော်အေးဆက်ဆက်စကားနဲ့လုံးပဲပြောလိုက်ပြီးနေရာမှာတင်မလုံးမရှက်ရက်နေခဲ့တဲ့အဲ့ဒီတောဝက်ဖွရင်ရဲ့လန်ရှီလိုရှေ့လျားလာတဲ့ဆွဲကြဤတွေကျွန်တော်ရဲ့ရင်ဘတ်ကိုထိုးဆိုင်တော့မဲ့အချိန်မှာပဲကျွန်တော်ဟာညာလက်ကိုမြောက်ပြီးလက်ငါးချောင်းကိုလက်တီးအဖြစ်ကြစ်ပါအောင်ဆုပ်လိုက်တဲ့ပန်ကူရဲ့စွမ်းအားကျွန်တော်စိတ်ထဲကနေရေရွတ်လိုက်တဲ့ရင်ဘတ်ပေါ်ကပန်ကူတက်တူးဟာရွှေရောင်မေးဆက်အလင်းနှန်းတွေရုတ်တရက်တောက်ပလာပြီးကြီးမားလာတဲ့ရှေးဟောင်းလူသားဘီလူကြီးရဲ့ရိပ်ပုံတန်ထန်ဟာလက်တီးပေါ်မှာဆူဆီးသွားခဲ့တဲ့လက်တီးတစ်ချက်ထိုးထုတ်လိုက်တဲ့အခါလေထုဟာပြင်းထန်တဲ့အားလိုင်းကြောင့်ဖိသိက်ခံလိုက်ရပြီးနားကွဲမတက်ပောက်ကွဲတန်ကြီးထွက်ပေါ်လာခဲ့တဲ့ကျွန်တော်ရဲ့လက်တီးဟာဗီဇပြောင်းတော့ဝက်ဖွရင်ရဲ့ဥကောင်းတဲ့ကိုအရှိန်ဟုန်နဲ့ထိမှန်သွားခဲ့တယ်
ဖုံးဆိုတဲ့အတန်ပြင်းပြင်းနဲ့အတူအားကောင်းလာတဲ့အတွင်းအားလိုင်းဟာတောဝက်ကြီးရဲ့မာကျောတဲ့ဦးကောင်းခုံကိုဖျက်တမ်းသွားပြီးမင်းရဲ့ခနာကိုယ်တွေကတက်ဆောင်စွမ်းအားလုံးကိုတခါတည်းနဲ့ခြေမုံဖြက်စီးပစ်လိုက်တဲ့တန်ချိန်ပေါင်းများစွာလေးလံတဲ့ဗီဇပြောင်းတော့ဝက်ဖွရင်ကြီးဟာအော်ဟစ်ညီတော်ဖို့တောင်အချိန်မရလိုက်ပဲစံပြုတ်အိုးတွေကစံဖက်တွေလိုမျိုးကျွန်တော်ရဲ့ခြေရင်းသားမှာပုံရက်သားလဲကျတည်ဆုံးသွားခဲ့ရတဲ့လက်တီးတစ်ချက်တည်းနဲ့တင်အဆင့်တထို့ထိပ်တားရဲဘရင်ကိုအပြက်ရှင်းပစ်လိုက်တာဖြစ်တဲ့ဆက်တိုက်ဆိုသလိုပဲကျွန်တော်ရဲ့ကြောပြင်ကနေငကားကိုကောင်ရဲ့ဟင်းဟောက်တန်ကြီးပေါ်ထွက်လာပြီးငကားမျက်လုံးတွေကအလောင်းတလားကြီးကိုဆွဲယူကကောင်းကင်ရံမှာကြီးစိုးထားခဲ့တယ်ကျွန်တော်ရဲ့အတန်ဆုံးတာနဲ့တပြိုင်နက်ဝုန်းဆိုပြီးအနဲ့ရောင်လောင်းတလားရဲ့ရိပ်ပုံတန်ထန်ဟာအနှဲငယ်တုံခါသွားပြီးနေရဲတွင်ရဲ့အဆုံးတက်ကနေရောက်လာသလိုမျိုးတားဆီးလို့မရတဲ့ဖိအားကြီးဟာတောင်တန်းတစ်ခုလုံးကိုလွှမ်းကြုံသွားခဲ့တယ်အဲ့ဒီအစင်းနဲ့ဗီဇပြောင်းသားရဲတွေဟာပြန်လဲခုခံဖို့နေနေတာမြေပြင်ပေါ်မှာဝက်ဆင်းသွားကြပြီးအယိုးတွေကျိုးဘက်ကုံနဲ့အတန်တွေထွက်ပေါ်လာခဲ့တဲ့အချိန်30စက္ကန့်တွင်းမှာတင်ဗီဇပြောင်းသားရဲ့အကောင်ရည်ဒါစင်ပေါင်းများစွာဟာတကောင်မကျန်တေဆုံးပြတ်သုံးသွားခဲ့ရပြီးဆူရှောင်းတောက်ဟာဘားဆက်ဟောင်းသားနဲ့ငေးကြည့်နေမိတယ်အကိုလီဒါကတကယ့်ကိုမယုံနိုင်စရာပဲကျက်ရှင်းကြီးဟာလည်းကျွန်တော်ရဲ့နောက်ကနေရက်ကြည့်ရင်အေးဆက်လာတဲ့မျက်ဝန်းတွေရဲ့မှာအံ့အားတင်းုံလုံးမှုတွေဖြစ်ပြေးသွားခဲ့တယ်ကျွန်တော်ဘာမှရှင်းမပြပဲဗီဇပြောင်းတော့ဝက်ဖွရင်ကြီးရဲ့အရှိကိုရှောက်သွားပြီးမင်းရဲ့ဦးကောင်းခုံကိုလက်နဲ့ခွဲလိုက်တယ်အဲ့ဒီနောက်လက်မရွယ်စားလောက်ရှိပြီးနီးရဲတဲ့အလင်းတန်းတွေထွက်ပေါ်နေတဲ့စွမ်းအင်ကြောက်တုံးတုံးကိုလက်ဖွားထဲထည့်လိုက်တယ်ဒါဟာကဘာပြက်ကက်ရဲ့အရေးကြီးဆုံးငွေကြေးနဲ့အရင်းမြစ်ပဲဖြစ်တယ်ကျွန်တော်နှုတ်ခမ်းထောင်ကိုအနှဲငယ်ကွင်းညွတ်ပြီးပြုံးလိုက်တယ်ကဘာပြက်ကက်ရဲ့ပထမဆုံးဝင်ငွေပေါ့ကျွန်တော်အဲ့ဒီစွမ်းအင်ကြောက်တုံးကိုကိုပိုင်ရှိုးဝက်နေရတဲ့ကိုထည့်လိုက်တယ်ကြောက်တုံးဝင်သွားတာနဲ့တပြိုင်နက်ရှိုးဝက်နေရဟာအနှဲငယ်တုံခါသွားပြီးတိတ်မတိတာပဲမဲ့အကျယ်ဝင်းပုံမကျပြက်လာတာကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်စွမ်းအားနိုးထသူတွေရဲ့အစွမ်းဟာအထူးရှိုးဝက်နေရတွေတတူးပုံရိပ်တွေနဲ့လက်နက်ကိရိယာတွေကိုပါအဆင့်မြင့်တင်ပေးနိုင်တဲ့ကဘာပြက်ကက်ရဲ့နောက်ပိုင်းကာလတွေမှာတော့ဒီကြောက်တုံးတွေဟာရွှေနဲ့တခြားကုန်ပစ္စည်းတွေရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီးတခုတည်းသောကုန်တို့အမှုအရင်မြစ်ဖြစ်လာမှာဖြစ်တယ်ကျွန်တော်ဆူရှောင်းတောက်ကိုလှည့်ကြည့်လိုက်တယ်ဒီသားရဲတွေရဲ့စွမ်းအင်ကြောက်တုံးတွေကိုအကုန်လုံးတူးထုတ်လိုက်သားတွေကိုလည်းမဖြုံးတီးနဲ့အဆင့်မြင့်တင်ပြီးရင်တိုးလောင်ထားလို့ရတဲ့စိတ်ချပါအကိုလီဆူရှောင်းတောက်ဟာချက်ချင်းပဲစိတ်အားထက်သန်စွာနဲ့အလုံးစလုံးတော့တဲ့အဲ့ဒီအချိန်မှာပဲမလန့်မကန်းကတောင်တက်လန်းပေါ်ကနေကစင်ကလျာခြေတံတွေနဲ့အကူညီတောင်းတန်တွေထွက်ပေါ်လာခဲ့တယ်ကဲကြပါဦးလူဆယ်ကနန်းလောက်ဟာကစင်ကလျာနဲ့လဲကြလိုက်ပြန်ထလိုက်ဖြစ်ရင်ခံတက်ရှိရာဘက်ကိုအသေးတန်ပြေးလာနေကြတယ်သူတို့ရဲ့နောက်မှာတော့ကျောင်းတစ်လုံးလောက်ကြီးမားတဲ့ဗီဇပြောင်းသွေးစုပ်ပွေးရစိတ်တွေလိုက်ပါလာနေခဲ့တယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးတေချာကြည့်လိုက်တဲ့အခါအရှိဆုံးကဥဆောင်ပြေးလာတဲ့လူဟာလူလို့ခေါ်တဲ့ဝါဖြိုးဖြိုးလူကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်သူကခံတက်ပြင်ဘက်တိဆောက်ရေးတုန်းကတာဝန်ယူခဲ့တဲ့အလုပ်သမားကောင်းဆောင်ပဲပြီးခဲ့တဲ့ဘဝတုန်းကဒီလူတွေဟာကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာနှိပ်ကွက်ခဲ့ပြီးတားရဲတွေရဲ့ရန်ကနေသူတို့ထွက်ပြေးဖို့အတွက်ကျွန်တော်ကိုတားရဲတွေစီတွန်းပို့ခဲ့တဲ့လူယုံမာတွေဖြစ်ကြတယ်သူသေးလီကဲပါဦးကျွန်တော်တို့ကိုအထဲပေးဝင်ပါဦးအားလုံးကကြမ်းကြိုးကလူတွေကြီးပဲမကဲပဲမနေပါနဲ့သူ့ရဲ့မျက်လုံးတွေဟာကူညီတောင်းခံတဲ့မျက်လုံးတွေမဟုတ်ပဲတေလူကိုကြည့်တဲ့မျက်လုံးမျိုးဖြစ်နေခဲ့တယ်ကျွန်တော်ညာလက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ငါးရဲ့ခံတက်ကအမိုက်တွေကိုမလက်ခံဘူးစကားဆုံးတာနဲ့ကျွန်တော်လက်တစ်ချက်ဖြောက်လိုက်တယ်ခံတက်ပြင်ဘက်ကတိုက်တေနီယန်တတုတတိုင်းကနေပြင်းထန်တဲ့ပိုးအားမြင့်လျက်စစ်တွေချက်ချင်းပောက်ကွဲထွက်လာပြီးအရှိဆုံးကပြေးဝင်လာတဲ့ဗီဇပြောင်းသွေးစုပ်ပွေးရစိတ်အနှဲငယ်ဟာပိုးအားတန်းချီတဲ့လျက်စစ်တန်ကြအောင်လွင့်စင်သွားခဲ့ရတဲ့လူဝါပြိုးဟာကြောက်လန့်တကြားနဲ့မြေပြင်ပေါ်လဲကျသွားခဲ့ရရှာတယ်ကျွန်တော်သူ့ကိုထပ်မကြည့်တော့ဘူးကျွန်တော်ဟာအပြစ်မဲ့သူတွေကိုအကြောင်းမရှိပဲတတ်မှာမဟုတ်တယ်လို့လူယုံမာတွေကိုလည်းကဲတင်မှာမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်ကိုလှည့်ပြီးခံတက်ထဲပြန်ဝင်လာခဲ့တယ်ထူထဲလာတဲ့တိုက်တေနီယန်တကားမကြီးပိတ်သွားတာနဲ့အတူအပြင်ဘက်ကအော်ဟစ်တန်တွေဟာလည်းမြူကိုတွေကြားထဲမှာပျောက်ကွယ်သွားခဲ့ရတော့တယ်နီးရဲတဲ့လမင်းကြီးကြားရောက်လာတဲ့တတိယမြောက်နေ့မှာတော့အပြင်ကဘာဟာမြဲပုံဖြစ်လုံးဝပြောင်းလဲသွားခဲ့ပြီးမြို့လေကောင်တွေမှာပျက်စီးနေတဲ့မော်တော်ကားတွေနဲ့အပျက်စီးတွေအပြည့်ဖြစ်နေပြီးဗီဇပြောင်းလဲနေတဲ့လမ်းဘေးကြောင်တွေဟာလူတယောက်စာလောက်ကြီးမားလာကအုပ်စုလိုက်သွားလာလှုပ်ရှားနေကြတယ်အကိုလီဒီကဘာပြက်ကက်ကြီးထဲမှာနေတိုင်းဒီလိုမျိုးအဝအပြဲစားတောက်ပြီးပုံနေရမယ်ဆိုရင်လည်းကျွန်တော်အတွက်တော့အဆင်ပြေတာပဲဆူရှောင်းတောက်ကဘားဆက်မှာစီတွေပေးရင်ပြောလိုက်တယ်ကျက်ရှင်ကြီးကသူ့ကိုတစ်ချက်ကြည့်ပြီးပြောလိုက်တယ်ဒါဆိုမင်းပြင်ထွက်ပြီးစမ်းကြည့်မလားဆူရှောင်းတောက်ဟာချက်ချင်းပဲဘားဆက်ပိတ်သွားခဲ့ရတယ်ကျွန်တော်ကတော့အေးခဲနေတဲ့ဘီယာကိုတငုံတောက်ပြီးဆိုဖာပေါ်မှာမိထိုင်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲစူးစူးဝါးဝါအချက်ပေးတန်ကြီးရုတ်တရက်မြည်ဟဲလာခဲ့တယ်ခံတက်ရဲ့အပြင်ဘက်ကာကွယ်ရေးစီးရဲကိုအပူစွမ်းအင်အမြောက်များချင်းကပ်လာနေပါတယ်ကျွန်တော်စောင့်ကြည့်ခင်များမျက်နှာပြင်ကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါခံတက်ပြင်ဘက်1 ကီလိုမီတာကွာကတောင်တက်လန်းပေါ်မှာမီးမောင်နေတဲ့လူအုပ်ကြီးဟာအရှိန်ဟုန်နဲ့ချင်းကပ်လာနေတာကိုတွေ့လိုက်ရတယ်အနည်းဆုံးလူ9 600လောက်ရှိလိမ့်မယ်အဲ့ဒီလူတွေရဲ့လက်ထဲမှာဓာတ်တွေတန်တုပ်တွေအပြင်အလိုလျောက်တင်တဲ့တွေကိုပါကိုင်ဆောင်ထားကြတယ်အရှိဆုံးကဥဆောင်လာတာကတော့အင်ဂျီပလာနဲ့ခနာကိုတစ်ခုလုံးကြွက်သားတွေနဲ့ပြည့်နေတဲ့ကတုံးလူတန်ကြီးတယောက်ဖြစ်ပြီးသူ့ကိုယ်ပေါ်မှာသွေးရောင်တကားကြီးတစ်ကောင်တက်တူးထိုးထားခဲ့တယ်သူဟာချင်းလုံကိုင်းရဲ့ခေါင်းဆောင်လုံးဦးပဲဖြစ်တယ်ဒီဘဝမှာတော့သူဟာအစစ်မြင့်သွေးနဂါစွမ်းအားနိုးထသူဖြစ်ကဘာပြက်ကက်ရဲ့အစောပိုင်းကာလတွေမှာရန်ကားနေတာဖြစ်တယ်သူဟာခံတက်တကားကြီးကိုကြည့်ပြီးအော်ဟစ်လိုက်တယ်အထဲကလိပ်ပုံးကြီးနားထောင်ဆန်းမင်းအထဲမှာရိတ်ခါတွေအများကြီးတိုးလောင်ထားတာငါသိတယ်အခုချက်ချင်းတကားဖွင့်ပြီးရိတ်ခါတွေနဲ့မိမတွေကိုအပြင်ထုတ်ပေးစမ်းငါစိတ်ကောင်းဝင်ရင်မင်းကိုအသက်ချမ်းသာပေးမယ်မဟုတ်ရင်တော့ဒီနေ့မင်းရဲ့ခံတက်ဆုပ်ကြီးကိုငါမြေလံပစ်မယ်ဒီကောင်တွေကဂျက်ရှင်ကြီးကိုပါရည်ရွယ်နေတာကိုကျွန်တော်တစ်ချက်ပြုံးလိုက်တယ်မလောပါနဲ့ငွေတန်းပေါင်းများစွာအကုန်ကြခံပြီးတက်ဆင်ထားတယ်ခံစစ်စနစ်ကိုစမ်းသက်ကြည့်ရသေးတာပေါ့ခံတက်ပြင်ဘက်မှာတော့လုံဦးဟာအထဲကဘာတော့ပြန်မှုမှမရှိတာကိုတွေ့ရတဲ့အတွက်ဒေါသတကြီးနဲ့အော်လိုက်တယ်အရှက်မရှိတဲ့ကောင်အမြောက်နဲ့ပစ်ပြီးဒီတကားကိုခွဲပစ်စမ်းရော့ကက်ကြီး3 တောင်ဟာအရှိန်ဟုန်နဲ့ထွက်ပေါ်လာပြီးခံတက်တကားကြီးကိုပြင်းထန်စွာထိမှန်သွားခဲ့တယ်ဝုန်းဆိုတဲ့ပြင်းထန်တဲ့ပောက်ကွဲတန်ကြီးဟာညာကောင်းကင်ရံမှာပဲ့တင်ထက်သွားခဲ့ပြီးချင်းလုံကောင်းရဲ့တပည့်တွေဟာဝမ်းသာအားရအော်ဟစ်ကြတော့တယ်ပောက်ကွဲသွားပြီးဟေးပါကဘာပြက်ကက်ခံတက်လဲငါတို့အကိုကြီးလုံရှေ့မှာတော့တန်တကားဆုပ်ပဲဒါပေမဲ့မိခိုးတွေပြဲလွင့်သွားတဲ့အခါတိုက်တေနီယန်တကားမကြီးဟာလုံးဝပျက်စီးခြင်းမရှိပဲမျက်နှာပြင်ပေါ်မှာအစင်းရလေးတစ်ခုတောင်ထင်မကြံခဲ့တာကိုတွေ့လိုက်ရတဲ့လုံဦးရဲ့မျက်နှာဟာချက်ချင်းပဲပြတ်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲတတိုင်းပေါ်ဘက်ကတန်ချက်ကပြားတွေဟာဘေးနှစ်ဖက်ကိုပွင့်သွားပြီးလုံပြူးကတလင်းဆက်တင်တဲ့ကြီးဆက်နှစ်လက်ဟာအလိုလျောက်ပေါ်ထွက်လာခဲ့တယ်မိမောင်နေရဲ့ပြောင်းဝတွေဟာအောက်ကလူအုပ်ကြီးစီကိုစွာပြစ်မှတ်ပြင်ဆင်လိုက်ကြပြီးစောင့်ကြည့်ခန်းထဲမှာတော့ကျွန်တော်ဟာဝိုင်းကွက်ကိုကင်ပြီးအေးဆေးစွာပြောလိုက်တယ်တစ်ချိန်ပဲတတိပေးမယ်ပြင်မှာအတန်ချက်ဆက်ကနေအတန်ထွက်လာခဲ့တယ်ဒီနေရာဟာဟေးရှိအခြေစိုက်စခန်းရဲ့ပုဂ္ဂလိကပိုင်နဲ့ဖြစ်ပါတယ်အခုချက်ချင်းထွက်သွားကြပါမဟုတ်ရင်အကျိုးဆက်ကိုကိုယ်တိုင်ခံစားရပါလိမ့်မယ်ပုဂ္ဂလိကပိုင်နဲ့ဟုတ်လားအခုအချိန်မှာငါကပဲဥပဒေပဲကိုအကုန်လုံးတက်ခဲ့ကြဆန်းလုံးဦးကအော်ဟစ်လိုက်တယ်ကျွန်တော်ဝိုင်းကွက်ကိုချလိုက်ပြီးအမိန်ပေးလိုက်တယ်ပြစ်ခတ်ဆန်းနောက်ထပ်စက္ကန့်ပိုင်းမှာပဲတုံး
ဆိုပြီးဆက်တင်နဲ့10နှစ်လက်ဟာတပြိုင်နက်တည်းပြစ်ခတ်ကြတော့တယ်ကြီးမားလာတဲ့ကြီးစံတွေဟာတမနီမိုးကြိုးတွေလိုမျိုးတောင်တလန်းပေါ်ကလူအုပ်ကြီးစီကိုတရက်ဆက်ကြားရောက်သွားခဲ့ရတယ်ချင်းလုံကောင်းရဲ့လူတွေဟာစပားရိတ်တလိုမျိုးစုလိုက်အပြုံလိုက်လဲကြကုန်ကြပြီးကျန်တဲ့လူတွေဟာလည်းကြောက်လန့်တကြားနဲ့နောက်ဆုတ်ပြေးကြတော့တယ်ကျွန်တော်စောင့်ကြည့်ခန်းထဲမှာမျက်နှာသေးနဲ့ထိုင်ကြည့်နေမိတယ်ကဘာပြက်ကတ်ထဲမှာတချို့လူတွေဟာကဲတင်ခံရဖို့မထိုက်တန်ကြဘူးစကားဆုံးတာနဲ့ကျွန်တော်ပြစ်ခတ်မှုကိုရပ်တန့်လိုက်တယ်ခံတက်ပြင်ဘက်မှာတော့မူလကလူ900 600ရှိတဲ့ချင်းလုံကောင်းဟာအခုတော့ထက်ဝက်ပဲကျန်တော့တဲ့တောက်ငါမင်းရဲ့အရေးကုန်ကိုစုပ်ပစ်မယ်လုံးဦးဟာတကိုယ်လုံးသွေးတွေပေးချင်ရင်ဒေါသတကြီးအော်ဟစ်လိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာသွေးရောင်တကားအကြေးကုန်တွေဖုံးလွှမ်းနေပြီးအစစ်မြင့်သွေးတကားစွမ်းအားရှင်ဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာရည်နဲ့ကာကွယ်ရေးဟာအလွန်ပဲမြင့်မားလာတဲ့ကတလင်းဆက်တင်တဲ့တွေဟာသူ့ကိုတကယ်ပဲအသက်အန္တရာယ်ဖြစ်အောင်မလုံးနိုင်ခဲ့ဘူးစွမ်းအားနိုးထသူတွေမြေအောက်ကနေတွင်တူပြီးဝင်ကြဆန်းဒီနေ့အထဲကလူကိုမတက်ရရင်ငါလူဖြစ်မခံဘူးမြေတူးပွေရစိတ်တက်တူရှိတဲ့တပဲ့နှဲငယ်ဟာချက်ချင်းပဲမြေပြင်ပေါ်မှာတွင်းတွေကိုမြ мян ဆန်းဆန်းတူးကြတော့တယ်ကျွန်တော်စောင့်ကြည့်ပြီးအေးဆက်ဆက်ရေရွတ်လိုက်တဲ့တေတွင်းရှာနေကြတာပဲကျွန်တော်မတ်တက်ရက်လိုက်တဲ့ရှောင်းတောက်ရှင်းကြီးအထဲကနေစောင့်ကြည့်နေကြငါအမိုက်သွားရှင်းလိုက်ဦးမယ်တိုက်တင်နီယန်တကားမကြီးဖြည်းဖြည်းချင်းပွင့်လာပြီးကျွန်တော်တယောက်တည်းခံတက်ပြင်ကိုထွက်လာခဲ့တယ်လုံဦးဟာကျွန်တော်ကိုမြင်တာနဲ့ဟားတိုက်ရမောတော့တယ်နောက်ဆုံးတော့မင်းတေတွင်းထဲကထွက်လာဝင်ပြီပေါ့ညီကိုတို့လက်နက်တွေကင်ပြီးသူ့ကိုတက်ကြဆန်းကျွန်တော်နေရာမှာတင်ရက်နေပြီးဖြည်းဖြည်းချင်းအသက်ရှူလိုက်တယ်ပပက်ခြေတော့ပေါ်ကတုံးဟန်ထိုင်ဤတက်တူးကနေရွှေရောင်မင်းဆက်အလင်းတန်းတွေပောက်ကွဲထွက်လာပြီးကဘာမြေကိုပြာချနိုင်ပြီးအရာအလုံးကိုအကြီးပြောစေမဲ့မြင်မာလာတဲ့အပူချိန်ကြီးဟာကျွန်တော်ကိုဗဟိုပြုပြီးထွက်ပေါ်လာခဲ့တယ်ကျွန်တော်ခြေလမ်းတစ်ချက်နင်းလိုက်တာနဲ့ဝုန်းဆိုပြီးရွှေရောင်မီးပင်လေကြီးဟာလိုက်နဲ့ဘိုးတွေလိုမျိုးရှေ့ကိုလွှမ်းမိုးသွားခဲ့တယ်အရှိဆုံးကပြေးဝင်လာတဲ့လူနှဲငယ်ဟာရွှေရောင်မီးတောင်းနဲ့ထိမိတာနဲ့တပြားအိုင်နဲ့လွင့်စင်သွားကြပြီးမြေပြင်ဟာမီးမောင်သွားကတမနီလက်နက်တွေဟာလည်းချက်ချင်းပဲတန်ရီဘူးတွေအဖြစ်ပြောင်းလဲကုန်ကြတယ်ပြင်းလာတဲ့အပူချိန်ကြောင့်လူအားလုံးဟာယူသွမတက်နောက်ဆုတ်ပြေးကြရပြီးသူတို့ဟာကျွန်တော်နားကိုချင်းကပ်ဖို့တောင်အရေးချင်းမရှိကြဘူးဒီတိုက်ခိုက်မှုတစ်ချက်တည်းနဲ့တင်လူ200ကျော်ဟာလုံးဝစိတ်တက်ပြက်ပြားသွားခဲ့ရပြီးကွင်းပြင်တစ်ခုလုံးမှာလုံးဦးတယောက်တည်းပဲအထီးကျန်စွာကြံရိတ်ခဲ့တော့တယ်သူ့ရဲ့ခြေထောက်တွေတုံရင်လာပြီးဝုန်းဆိုပြီးမြေပြင်ပေါ်ဒူးထောက်လဲကျသွားခဲ့ရတယ်မိစ္ဆာကောင်မင်းဗာမိစ္ဆာကောင်ကြီးလဲကျွန်တော်သူ့စီကိုခြေလန်းတလန်းချင်းလျှောက်သွားခဲ့တယ်အခုမှကြောက်တက်ပြီလားနောက်ကျသွားပြီလုံးဦးဟာမြေပြင်ပေါ်ဒူးထောက်ရင်ကျွန်တော်လျှောက်လာတာကိုကြည့်ပြီးစိတ်တက်တွေလုံးဝပျက်စီးသွားခဲ့ရတယ်မဖြစ်နိုင်ဘူးငါကအစ်စ်မြင့်စွမ်းအားရှင်ပဲငါမရှုံးနိုင်ဘူးသူ့ရဲ့ရင်ဘက်ကနေလူသားမဟုတ်တဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးခန္ဓာကိုယ်ရဲ့အယိုးတွေဟာအရှိန်ဟုန်နဲ့ရှည်လျားလာကအရေပြားပေါ်မှာငကားကြေးကွန်တွေဖုံးလွှမ်းသွားခဲ့တယ်သူဟာအလျား20မီတာကျော်ရှိပြီးရေစီပိုင်းလောက်တုပ်လာတဲ့သွေးငကားကြီးအဖြစ်လုံးဝပြောင်းလဲသွားခဲ့ပြီးငါမင်းကိုဝါမျိုးပစ်မယ်သွေးငကားကြီးဟာဘာဆက်ကြီးကိုဟလိုက်ရာကားတစ်စီးစာလောက်ကျဲဝန်းပြီးကျွန်တော်စီကိုရက်ဆက်စွာဟန်ပြင်းလာခဲ့တယ်ပြင်းထန်တဲ့လေပွေလိုင်းတွေနဲ့အတူမြေပြင်ပေါ်ကကြောက်ခဲတွေဟာလည်းသူ့ရဲ့ဘာဆက်ထဲကိုပါဝင်တော့အားခဲ့ရတယ်ခန္ဓာကိုယ်ကြီးတာနဲ့ပဲအသုံးဝင်မယ်ထင်နေလားကျွန်တော်တယောလိုက်ပြီးညာဘက်ခြေလမ်းကိုရှေ့တိုးလိုက်တဲ့မြောင်မင်းစုံဦးခုံးရဲ့တိုက်ခိုက်ရေးခန္ဓာကိုညာဘက်ခြေထောက်ပေါ်ကမြောင်မင်းတက်တူးကနေရွှေရောင်လင်းနှန်းတွေကောင်းကင်ရံအထိထွက်ပေါ်လာပြီးမိသူကိုမြဒူးမထောက်တဲ့ရဲရင်လာတဲ့တိုက်ခိုက်လိုစိတ်ကြီးပောက်ကွဲထွက်လာခဲ့တယ်နောက်ထပ်စက္ကန့်ပိုင်းမှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ်မှာတောက်ပတဲ့ရွှေရောင်လင်းနှန်းတွေဖုံးလွှမ်းသွားပြီးအယိုးတွေမြည်ဟဲကနက်ဖျားတစ်ပါးလိုအရှိန်ဝါမျိုးပေါ်ထွက်လာခဲ့တယ်